ကြီးကိုဖန်ဆင်းပြီးတော့မြေလွှာအဖြစ်သူတို့ရက်လို့ရတယ်မြေလွှာအဖြစ်ဖန်ဆင်းပြီးတော့တချို့နတ်တွေဟာသပင်ဖားရချလို့မြတ်စွာဘုရားပြိဋိဘံစံတော်မူမဲ့ဆိုတဲ့အခါမှာလူလိမ့်ပြီးတော့ငိုကြွေးကြတယ်မြန်လိုက်တာပေါ့နော်သူတို့တက်တန်းနဲ့ဆိုရင်ဘုရားရဲ့45နှစ်တာဆိုတာဘယ်လောက်မှရှိရမှာမဟုတ်ဘူးစတုမာရနတ်တွေဆိုလို့ရှိရင်ဒီလူတွေရဲ့အနှစ်90မှသူတို့ကတရက်ရှိသေးတာအဲ့တော့45ဆိုတာသူတို့အနေနဲ့တရက်တောင်မပြည့်သေးဘူးတာဝရိန္ဒနတ်တွေဆိုလို့ရှိရင်နိုင်ပိုင်းလောက်ပဲရှိအောင်မယ်အနှစ်တရာမှလူပြည်မှာနှစ်တရာမှသူတို့မှတရက်ပဲအဲ့တော့အဲ့ဒီနှုံသားနဲ့တွက်ကြည့်လို့ရှိရင်မြတ်စွာဘုရားအခုပဲလောကမှာပေါ်ထွန်းခုပဲတရားဟောပြီးအခုပဲပြိဋိဘံဆံသွားတယ်လို့အလွန်မြန်လိုက်တာလောကကြီးဟာအင်မတန်မှလူတွေကိုအလင်းရောင်ပေးပြီးတော့အမြင်မျက်စိကိုဖန်တီးပေးတဲ့မြတ်စွာဘုရားကြီးဟာမကြာခင်ပဲကွယ်ပြောက်သွားတော့မှလို့ဆိုပြီးတော့ဝမ်းနဲ့ပန်းနဲ့မြေကြီးပေါ်မှာလူးလိမ့်ပြီးတော့ငိုကြွေးနေကြတာကိုမြတ်စွာဘုရားမြင်ရတယ်ဆိုတဲ့အကြောင်းတချို့နတ်တွေကြတော့ကောင်းကင်ယံကိုမြေအဖြစ်ဖန်ဆင်းပြီးတော့ကောင်းကင်ယံမှာပဲ